အာရှအလဲပိုင်းမှာတည်ရှိပြီးကမ္ဘာပေါ်မှာလူ့ဝက်ချက်အများဆုံးနဲ့စိတ်ဝင်စားဖို့အကောင်းဆုံးနိုင်ငံတစ်ခုဖြစ်တဲ့တာ့မင်နစ္စတာနိုင်ငံအကြောင်းကိုရှင်းပြပေးပါမယ်။ဒီနိုင်ငံဟာဆိုဗီယက်ယူနီယံဟောင်းကနေခွဲထွက်လာတာဖြစ်ပြီးထူးခြားတဲ့အုပ်ချုပ်ရေးစနစ်နဲ့တရားဇာတကြွယ်ဝမှုကြောင့်လူသိများပါတယ်။တာ့မင်နစ္စတာနိုင်ငံရဲ့အဓိကအချက်အလက်တွေကိုအောက်ပါအတိုင်းစူးစီးဖော်ပြပေးလိုက်ပါတယ်။၁အခြေခံအချက်အလက်များမြို့တော်အက်ရှ်ကာဘတ်အချက်မြို့တော်လို့အဓိပ္ပာယ်ရပြီးကမ္ဘာပေါ်မှာစက်ကျင်ကြောက်ဖြူနဲ့တိစောက်ထားတဲ့အဆောက်အဦအများဆုံးရှိတဲ့မြို့အဖြစ်ဂင်းနစ်စံချိန်တင်ထားပါတယ်။ဘာသာစကားတာကွဲမှာယုံထုံးဘာသာစကားဖြစ်ပြီးရုရှားဘာသာစကားကိုလည်းကြေပြန့်ပြောဆိုကြပါတယ်။ငွေကြေးမာနတ် DMT ပထဝီဝင်နိုင်ငံ area ရဲ့90%ကျော်ကိုကာရာကန်တဲကန်ဒရာကဖုံးလွှမ်းထားပါတယ်။နှစ်ငရဲတကာတာ့မင်နစ္စတန်မှာကမ္ဘာကျော်တဲ့နေရာကတော့ဒါဝါဇာဂက်စ်မီရင်ဖြစ်ပါတယ်။1980ခုနှစ်မှာဆိုဗီယက်အင်ဂျင်နီယာတွေကတဘာဝဓာတ်ငွေ့ရှာဖွေရာကနေမြေချင်းပြိုကျပြီးအစိမ့်ငွေ့တွေထွက်မလာအောင်မိရှုလိုက်ရာကနေယနေ့တိုင်း55နှစ်ကျော်ကြာမငိမ့်ပဲတောက်လောင်နေတဲ့မီရင်ကြီးဖြစ်ပါတယ်။ညဘက်မှာကောင်းကင်ရဲ့အထိလင်းထိန်နေတာကြောင့်ခရီးသွားတွေအလွန်နှစ်သက်ကြပါတယ်။တင်ညာဇာတာနဲ့စီးပွားရေးတဘာဝဓာတ်ငွေ့ကိုတာ့မင်နစ္စတန်ဟာကမ္ဘာပေါ်မှာတဘာဝဓာတ်ငွေ့တူလောင်မှုစတုထအများဆုံးရုရှား၊အီရန်၊ကာတာတို့ပြီးရင်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ချင်းမြင့်ဘွားလည်းချင်းစိုက်ဖြိုးတူလို့မှုမှာကမ္ဘာထိပ်တန်းကပါဝင်ပါတယ်။အခမဲ့ဝန်ဆောင်မှုများနိုင်ငံတော်မှာဓာတ်ငွေ့နဲ့ယင်းနှီးကြွယ်ဝတာကြောင့်နိုင်ငံသားတွေဟာလျှက်စစ်ရေနဲ့တဘာဝဓာတ်ငွေ့တွေကိုအခမဲ့သုံးခေါအလွန်တက်တာတဲ့ဈေးနှုန်းတွေနဲ့ရရှိခဲ့ကြပါတယ်။ထူးခြားတဲ့ယဉ်ကျေးမှုနဲ့သင်္ကေတညာတာ့မင်ကော်ဇော်တွေဟာကမ္ဘာအကောင်းဆုံးကော်ဇော်တွေမှာတစ်ခုအပါဝင်ဖြစ်ပြီးနိုင်ငံတော်အလံမှာတော့ကော်ဇော်ပန်းပြောက်ပုံစံ၅မျိုးကိုထည့်သွင်းဖော်ပြထားပါတယ်။အာခေါတိခဲမီမာဟာရွှေရောင်မြင်းတွေလိုလူသိများပြီးအလွန်လှပတန်မာကတောက်ပြောင်တဲ့အသားရည်ရှိတဲ့မြင်းမျိုးစိတွေဟာတာ့မင်နစ္စတန်ရဲ့ဂုံဆောင်ဒရိစံတွေဖြစ်ပါတယ်။မဲလွန်တခွားမွဲဟာတာ့မင်နစ္စတန်ရဲ့တခွားမွဲတွေဟာအလွန်ကြိုမြင်ပြီးနာမည်ကြီးတာကြောင့်တခွားမွဲဒီဆိုပြီးအမျိုးသားပွဲတော်နေ့အဖြစ်သတ်မှတ်ထားပါသေးတယ်။နိုင်ငံရေးနဲ့လုံခြုံရေးတာ့မင်နစ္စတန်ဟာကမ္ဘာပေါ်မှာဗီဇာရဖို့အခက်အခဲဆုံးနဲ့အလုံးပိတ်ဆုံးနိုင်ငံတွေထဲမှာတစ်ခုအပါဝင်ပါပဲ။နိုင်ငံရေးရာတွေမှာဘယ်အဖွဲ့အစည်းမှမပါဝင်ပဲထားဝရဂျာနီနိုင်ငံအဖြစ်ကုလမိတ်တာကအတိအမြတ်ပြုထားပါတယ်။စိတ်ဝင်စားဖို့အချက်လက်တို့များမြို့တော်အက်ရှ်ကာဘက်ကကားတွေဟာအယောင်ဖြူဖြစ်ရမယ်လို့ဥပဒေထုတ်ပြန်ပူပါတယ်။အပူဒဏ်ကြောင့်နဲ့တန့်ရှင်းမှုကိုလိုလားလို့ဖြစ်ပါတယ်။နိုင်ငံတစ်စင်းမှာတာ့မင်မြင်းပုံကော်ဇော်ပန်းပြောက်ပုံစံဂျွန်းနန်းတွေပါပြီးသူတို့ရဲ့အမျိုးသားရေးလက္ခဏာကိုဖော်ပြပါတယ်။